ညီလေးတို့ညီမလေးတို့ဆိုင်ရာကပ်ပေါ်ဆိုင်လေးလား ကိုလောက်နေတဲ့မုတ်တွေအကုန်လုံး vlog ရိုက်ပြီးတင်ရတယ်လို့ဆိုတော့ဖုန်းကတော်တော်သုံးရတဲ့လူတွေထဲမှာတော့ပါတယ်ပေါ့နော် အခုအချိန်မှာဖုန်းအသစ်တစ်လုံးရခဲ့မယ်ဆိုရင်ဘယ်လိုအချက်အနေနဲ့ပြေဆုံးတဲ့ဖုန်းကိုလိုချင် ဒီကတော့ battery ခမ်းမယ်ကင်မရာလေးကောင်းအောင်ပေါ့အဲ့နှစ်ချက်ကတော့ရေးကြည့်ရတယ် တန်ဖိုးရှိရအခိုက်အတန့်တွေကိုလည်း capture လုပ်ဖို့မမေ့ပါဘူးဒီနေ့မှာတော့ Vivo ကကျွန်တော် challenge တစ်ခုခေါ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ Vivo ကနေပြီးတော့အသစ်ထွက်ရှိထားတဲ့ Vivo Y31D ဖုန်းကိုလူ9ယောက်ရှာဖွေပြီးတော့လက်ဆောင် surprise ပေးထားဖို့ပဲဖြစ်ပါတယ်ဒီ challenge ကိုမစတင်ခင်ကျွန်တော်ကအချက်လေးတွေတော့စီစဉ်ထားပါတယ်နံပါတ်1အချိန်အကြာကြီးအလုပ်လုပ်ရတဲ့သူနံပါတ်2သူတို့ရဲ့အလုပ်ပေါ်မှာတကယ်စေတနာထားပြီးတော့မျက်နှာတဲ့သူနံပါတ်3စိန်ခေါ်မှုတွေအများကြီးရှိတဲ့နေရာမှာအလုပ်လုပ်ရတဲ့လူမျိုးဖြစ်ရမှာဖြစ်ပါတယ်ဒီအချက်3ချက်နဲ့ကိုက်ညီရဲ့သူတွေကိုကျွန်တော်တို့ Vivo ရဲ့ Y31D ဖုန်းကို surprise လက်ဆောင်ပေးထားဖို့ပဲဖြစ်ပါတယ်ခင်ဗျာဟယ်လိုမင်္ဂလာပါကြာဘာမုံလေးလဲမသိ ဒါ strawberry ရောချူကိုပါခင်ဗျာ ဩ ဒီကောင်လေးကတော့ blueberry ပါခင်ဗျာ ညီလေးတို့ညီမလေးတို့ဆိုင်ရာကပ်ပေါ်ဆိုင်လေးလား ဟုတ်ပါတယ်ခင်ဗျာ I see ပုံမှန်ဆိုတော့ဒီလိုဘာလေးလက်ဆောင်ပေးလေးရှိတယ် ပုံမှန်အရုပ်ကလေးတွေပဲအဓိကလက်ဆောင်ပေး ရုပ်ကလေးတွေပေးဖို့ရှိတာ ဒါကတော့ Moto Bakery ကိုတည်ထောင်ထားတဲ့ညီလေးနဲ့ညီမလေးပဲဖြစ်ပါတယ်။အရင်းနှီးအနေငယ်နဲ့အိမ်မက်ကြီးကြီးမားမားထားပြီးတော့ဒီလုပ်ငန်းကိုစတင်ခဲ့တဲ့လူငယ်လုပ်ငန်းရှင်တွေရောက်ပေါ့။မနေ့စောစောကနေညမိုးချုပ်တဲ့အထိမုံဖုတ်တာဧည့်ခန္ဓာနဲ့ဆိုင်ကိုစီမံခန့်ခွဲတာတွေနဲ့ပဲအချိန်ကုန်ဆုံးသွားတာပါ။ဒီလိုကိုယ်ပိုင်လုပ်ငန်းတေးသေးလေးတစ်ခုကိုအောင်မြင်အောင်လှုပ်ဆောင်ရတာကစိတ်ရှည်မှုစူးစမ်းမှုနဲ့မိမိအလုပ်ပေါ်မှာဝါသနာပါမှုအများကြီးလိုအပ်ပါတယ်ဗျာ။ ဆိုမေးခွန်းလေးနည်းနည်းလေးမေးချင်တယ်အချိန်လေးများရနိုင်မလား ဟုတ်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ဟုတ်အဲ့ဆိုညီမလေးနဲ့ညီလေးပေါ့နော်ဒီလိုစိုင်ခင်းမှုဒါကိုယ်တိုင်လုပ်တာတွေထင်တယ်နော် ကိုယ်တိုင်လုပ်နေကြတယ်ခင်ဗျာ ဟုတ်ဒါမို့လုပ်ဖို့ဆိုရင်ရောအချိန်ဘယ်လောက်ယူလဲ တော့ပြန်ပြန်ကျွန်တော်တို့ဟိုလောက်6နာရီလောက်အနည်းဆုံးယူရပါတယ် ပြင်ဆင်တာကနေစိုင်ဖွင့်လို့ရတဲ့အချိန်ထိကိုလား စိုင်ပွင့်လေးရတဲ့အချိန်လေးပါပါဝင်ဆိုတော့ကျွန်တော်8နာရီပေါ့6နာရီကနေ8နာရီကြားနေ 6နာရီကနေ8နာရီကြာပါနော်ပုံမှန်တစ်ရက်လုံးဆိုရင်ဖုန်းသုံးတဲ့အချိန်ကာလဘယ်လောက်ရှိလောက်လဲ ရှိတယ်ကျွန်တော်တို့ကကျတော့ကိုလောက်နေတဲ့မုတ်တွေအကုန်လုံး vlog ရိုက်ပြီးတင်ရတယ်လို့ဆိုတော့ဖုန်းကတော်တော်သုံးရတဲ့လူတွေထဲမှာတော့ပါတယ်ပေါ့နော် ဟုတ်ကဲ့လက်ရှိသုံးနေတဲ့ဖုန်းနဲ့ရောဘယ်လိုမျိုးအခက်အခဲလေးတွေရှိလဲအဆင်မပြေမှုလေးတွေရောရှိလား ခက်ခဲရတော့ဒီကတော့ဖုန်းကမသွင်းမိရမျိုးတွေပေါ့နော် ဖုန်းကမသွေးမိတာပါနော် ဖုန်းကတိတ်မခံတာပေါ့အခုဆိုဗီဒီယိုတွေပိုင်းရိုက်တော့မယ်ဆိုရင်ဖုန်းကမရှိတော့ ဟုတ်ပါနော်I see ဟုတ်ဒီလိုအခုအချိန်မှာဖုန်းအသစ်တစ်လုံးရခဲ့မယ်ဆိုရင်ဘယ်လိုအချက်တွေနဲ့ပြေဆုံးတဲ့ဖုန်းကိုလိုချင်လဲ ဒီကတော့ battery ခမ်းမယ်ပြီးတော့ကျွန်တော်ကဒီကင်မရာတောက်လျှောက်ရိုက်ရတဲ့လူဆိုတော့ vlog လည်းရိုက်ရတဲ့လူဆိုတော့ကင်မရာလေးကောင်းအောင်ပေါ့အဲ့နှစ်ချက်ကတော့ရေးကြည့်ရတယ် အခုညီလေးနဲ့ညီမလေးနဲ့ဖြည့်သွားပေးတဲ့အချက်တွေနဲ့အခုနားထောင်ကြည့်လိုက်တော့အခုတို့ Vivo ကနေပြီးတော့ရှာနေရဲပေါ့နော်ဒီအထိုက်တန်ဆုံးလူနဲ့အခုကိုက်ညီရလို့မြင်တယ်အဲ့တော့ညီလေးနဲ့ညီမလေးအတွက်ကိုကျွန်တော်တို့ဒီဖုန်းအသစ်ထွက်ထားတဲ့ Y31D ဖုန်းအသစ်လေးလက်ဆောင်ပေးခြင်းပါတယ် ကျေးဇူးအများကြီးတင်ပါတယ်ကို ပြောလိုက်လား ပြောပါတယ် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုလှုပ်ဆောင်ရတာဟာနေ့စဉ်နဲ့အမျှအလုပ်များလာပါတယ်။အော်ဒါတွေကိုစီမံတာကနေဖောက်တယ်တွေနဲ့အမြဲတမ်းအဆက်အသွယ်ရှိနေဖို့အတွက်ဖုန်းဟာမရှိမဖြစ်အရေးပါတဲ့ကိရိယာတစ်ခုပေါ့။ ဒီဖုန်းလေးကိုဘယ်လိုအသုံးပြုဖို့စိတ်ကူးလေးရှိလဲ ဒီကတော့ကင်မရာတေချာရိုက်မယ်ပေါ့နော် vlog တွေတေချာရိုက်မယ်ပေါ့ I see okay ကိတ်လုံးတဲ့ vlog တွေအများကြီး အများကြီးကြည့်ရတော့မယ်လို့ အခုတော့တစ်ခုတတိပေးနေတာကတော့ဒီဖုန်းလေးနဲ့ညီလေးနဲ့ညီမလေးမှာတန်ဖိုးရှိရအခိုက်အတန့်တွေကိုလည်း capture လုပ်ဖို့မမေ့ပါနဲ့ okay မုံဖုတ်တဲ့အခါမှာဂျုံမုံလိုမျိုးအမုံမွားတွေကြားထဲမှာဖုန်းသုံးရတာပုံမှန်ပါပဲမုံလို့ရင်လက်ဆေးထားလို့လက်ရည်ဆူနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဂျုံမုံတွေပေးနေချိန်မှာပဲဖြစ်ဖြစ်ဖုန်းရဲ့ IP69 ရေဆိုတန်ခံနိုင်တဲ့ဒီဖုန်းလေးကအမြဲတမ်းအသင့်ရှိနေမှာပါမတော်တဆမီးဖို့ကြောင့်ကျဲပင်ပေါ်ပြုတ်ကျခဲ့ရင်တော့မှ FGS 5 Star Premium Durability အတိအမှတ်ပြုအကျန်းခံမှုကြောင့်စိတ်ပူစရာမလိုပဲအလုပ်တွေကြားမှာအမြဲတမ်းအဆက်အသွယ်ရှိနေမှာပါဗျဒါကတော့ကျွန်တော်တို့ရဲ့အသင့်တော်ဆုံးလက်ဆောင်ကိုအထိုက်တန်ဆုံးစီပေးဖို့တဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ဘယ်သူတွေထပ်ပြီးတော့ကန်ထူအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျ